အားလုံးပဲမင်္ဂလာပါကျမနာမည်ကတော့တက်ချေဖြစ်ပါတယ်မှာတော့အခု Los Angeles Animation Industry ထဲမှာတော့ 3D generalist နဲ့ post production specialization animator တယောက်ဖြစ်ပါတယ်မှာတော့2021ခုနှစ်မှာရန်ကုန်ကနေ California Institute of Arts ရဲ့ Character Animation Program မှာ Bachelor of Fine Arts ကိုတက်လို့အတွက် Los Angeles California ကိုပြောင်းခဲ့ပါတယ်ပြီးရင်Goblins Paris ဆိုတဲ့ပြင်သစ်က animation ကျောင်းတစ်ကျောင်းမှာလည်း exchange program တစ်နှစ်တက်ခဲ့ပါတယ်အခုလောလောဆယ်ကတော့မာက Asians in Animation နဲ့ Women in Animation တွေက active member တယောက်ဖြစ်ပါတယ်သူတို့ရဲ့ project တွေကိုလည်းcontribute လုပ်ခဲ့ပါတယ်ပြီးရင်မြန်မာ Animation Network ရဲ့ founder ဖြစ်ပါတယ်ဒီမြန်မာ Animation Network ကတော့ဒီနှစ်မှထောင်ခဲ့တဲ့organization တစ်ခုလေးပေါ့သူကတော့Burmese animation community ကို connect လုပ်မှုအတွက် goal နဲ့မှထောင်ခဲ့ပါတယ်ဒီ animation မြန်မာ animation network ကတော့students တွေရော professional ရောအကုန် join လို့ရပါတယ် join ချင်တယ်ဆိုရင်ဒီ presentation ရဲ့end မှာ join ပုံ join လေးကိုအမရှင်းပြလိုက်ပါမယ်ဆိုအမတော့ဒီ filmmaker တူလို့ခေါ်လို့ရပါတယ်ဒီ animated films တွေကို CalArts မှာproduce နဲ့ direct လုပ်ခဲ့ပါတယ်ဒီ film တွေထဲမှာတော့ဘူပေါင်းလို့ခေါ်တဲ့ film နဲ့ Get Ready with Prince ရာကစားလို့ခေါ်တဲ့ film နဲ့ဒီနောက်ဆုံး film ကတော့Simpudo လို့ခေါ်ရမှာ CalArts က thesis film ဖြစ်ပါတယ်ဒီ film တွေအကုန်လုံးကတော့ film festival လည်းဝင်ခဲ့တယ်ပြီးရင်အခု YouTube မှာလည်းကြည့်ကြည့်လို့ရပါတယ်ဆိုအမကဘာကြောင့် animation line နဲ့ဝင်ခဲ့ရလဲဆိုတော့ငယ်လေးတည်းကပကြီးကြိုက်ခဲ့တာဆိုတော့ပကြီး line သွားမယ်လို့ကိုယ့်အကိုlike တေချာခဲ့ရတာပေါ့အဲ့တော့လည်းhigh school ရောက်တော့စဉ်းစားကြည့်တာပေါ့ကိုက illustration ဘက်သွားရင်ကောင်းမလား animation တော့ဘက်သွားရင်ကောင်းမလားလို့အဲ့တော့ကရန်ကုန်ကဒီ projector လို့ခေါ်တဲ့ design company မှာအတွက်ပုံဆွဲခဲ့တော့သူ့ရဲ့ boss နဲ့ဒီဟာကိုတိုင်ပင်ကြည့်တာပေါ့ကိုက animation ဘက်သွားရင်ကောင်းမလား illustration ဘက်သွားရင်ကောင်းမလားလို့မေးခဲ့တော့သူ့ရဲ့ boss ပေါ့ဒီ projector ရဲ့ boss က Jessica Kusuma လို့ခေါ်တဲ့ like creative တယောက်ပေါ့သူကအမတခုပြောခဲ့တာကတော့animation ကနေ illustration ကိုပြန်ပြောင်းလို့အတွက်ကနဲ့လွယ်သေးတာပေါ့ဒါပေမဲ့ illustration ဘက်ကနေ animation ပြန်ပြောင်းခြင်းတယ်ဆိုတော့အရန်ခတ်သွားလိမ့်မယ်လို့ပြောတော့ဘာကြောင့်လဲဆိုတော့တဲ့သူကanimation ဆိုတာပုံရိုးပုံဆွဲ skill တွေကွာသွားတော့ပေါ့သူပြောတာ it's a whole new set of skills ဆိုတော့အဲ့တော့အမကဟုတ်ပြီအဲ့ဆိုရင် animation ဘက်သွားမယ်ဆိုပြီးတော့like ကို decide လုပ်လိုက်တာပေါ့အဲ့ချိန်တော့အမ animation ကြောင်းဘာမှမသိဘူးပေါ့မသိတော့ကိုက Google မှာရှာတာပေါ့ဘယ် animation ကြောင်းသွားရင်ကောင်းမလဲဘယ် animation ကြောင်းကဒီမှာအကောင်းဆုံးလဲဆိုတော့အဲ့မှာရှာရဲ့ချိန်ဒီ California Institute of Arts ဆိုတဲ့အကြောင်းကအမြဲပေါ်လာရဲ့ဘယ် website မဆိုသူကကမ္ဘာမှာအကောင်းဆုံး animation ကြောင်းဆိုပြီးတော့description အမြဲပါလာတာအမလည်းအဲ့ဒါနည်းနည်းလေ့လာကြည့်တာပေါ့လေ့လာကြည့်ရမှအချိန်မှာဒီ animation ကြောင်းကတဲ့ Walt Disney ကိုယ်တိုင်ဖွင့်ထားတဲ့ကြောင်းတစ်ခုဖြစ်တဲ့ကြောင်းanimation နဲ့ပတ်သက်ရင်သူကတော့အရန်ကောင်းတာပေါ့ပြောရရင် like မပို့ပြီးတော့လေ့လာကြည့်လိုက်တော့သူကဒီကြောင့်like acceptance rate က4ကနေ6ရာခိုင်နှုန်းပဲရှိတယ်။သူကတော့like comparative ဖြစ်တာပေါ့ဗကြီးချောင်းထဲမှာဆိုရင်သူရဲ့ character animation program ပါ like ဥပမာဆိုရင်အမရဲ့နှစ်ဆိုရင်လူ1000ကျော်ရှောက်တာ52ယောက်ပဲခန့်ခဲ့တယ်။ပြီးရင်နောက်တစ်ခုကတော့ဒီကျောင်းမှာထွက်တဲ့ alumni တွေတော်တော်များများ animation လောကထဲမှာနာမည်ကြီးတာပေါ့ like Tim Burton တို့ဆိုရင် Coraline direct လုပ်ခဲ့တယ် Alex Hirsch တို့ဆိုရင် like Galaxy Falls တို့ဒီ Chris Buck တို့ဒီနာမည်အကုန်လုံးက animation လောကထဲမှာဆိုရင်တော့ဒီရုပ်ရှင်ကြီးတွေကို direct လုပ်ခဲ့ရတော့အဲ့အရာအကုန်ပါတော့အမလည်းအားကြပြီးတော့ဒီကြောင်းပို့ပြီးတော့စိတ်ဝင်စားလာတာပေါ့ပြီးရင်ဒီမှာအင်္ဂလိပ်လိုပြောရင် Easter egg ပေါ့သူတို့ကျောင်းက Easter egg လေးတစ်ခုရှိတာပေါ့ဒီရုပ်ရှင်like အကြီးရယ် Pixar တို့ Disney တို့ထုတ်တဲ့ရုပ်ရှင်တွေထဲမှာဆိုရင်ဒီနံပါတ်အမြဲပေါ်ရယ် like A113ဆိုရင် A113ဆိုတာဘာလဲဆိုတော့အဲ့ကျောင်းရဲ့သူတို့ကျောင်းထွက်ခဲ့တဲ့လူတွေအကုန်လုံးရဲ့စာသင်ခန်းတစ်ခုဖြစ်ခဲ့တာပေါ့ဒီ animation student တွေအကုန်လုံးကအရင်တော့ဒီမှာကျောင်းတက်ခဲ့တော့
ဒီရုပ်ရှင်တွေထဲမှာဆိုနံပါတ်2ရင်ဒီကြောင်းကနေထွက်လာတဲ့ alumni တွေကရုပ်ရှင်ပေါ်မှာအလုပ်လုပ်ထားတာပေါ့ so like animation ထဲမှာဆိုရင်ဒီနံပါတ်ကတော့ဟို Easter egg ပေါ့ like it's just a little fun fact ပြီးရင်နောက်တဲ့ reason အမကဒီကြောင်းကိုစိတ်ဝင်စားခဲ့ရလဲဆိုတော့ဟို तू က like third year ကြာရင် Goblins Paris ဆိုရဲ animation ကြောင်းပေါ့အဲကြောင်းကတော့ Europe မှာအကောင်းဆုံး animation ကြောင်းပေါ့အဲကြောင်းနဲ့ဟို exchange program တစ်ခုရှိတာပေါ့အဲ exchange program ကသူတို့က third year တက်ကlike ကျောင်းသား2ယောက်ကိုရွေးပြီးတော့ပြင်သစ်ကိုပို့တာပေါ့ exchange လုပ်လို့တက်ဆိုတော့အမကန်ကောင်းတော့ကျောင်းအမ third year တော့က3ကကျောင်းသား2ယောက်ရအမတ်ပါသွားတာပေါ့အဲ့တော့အမဒီ Goblins မှာလည်းတစ်နှစ်ဟို animation ကိုလေ့လာခဲ့ပါတယ် so the important part ပေါ့ဒီ Colors character animation portfolio ကသူတို့ကဘာတောင်းတာလဲပေါ့ဘာထည့်ရမှာလဲဘာလိုအပ်လဲလို့ကြည့်လိုက်ရင်သူတို့ official website link ကိုကြည့်ရင်ဒီမှာ BFA in character animation admission requirements ပေါ့ Bachelor of Fine Arts ပေါ့ဒီ animation program ကမရဲ့အကြောင်းမှာဆိုရင်သူတို့ရဲ့ film and video school ထဲမှာဖြစ်ပါတယ်အမကတော့အခုဒီနေ့အရေးကြီးဆုံးအရာတွေအကြောင်းပဲဟိုဟာရှင်းပြမှာပေါ့ like ကိုဒီ website ကိုဝင်ပြီးတော့ဟိုလည်းဖတ်ကြည့်လို့ရတာပေါ့အရေးကြီးဆုံးဟာကတော့ဘယ်ပကြီးအကြောင်းမဆို portfolio ရအရေးကြီးဆုံးပါ portfolio ဆိုတော့ဗာလဲဆိုကိုယ့်ရဲ့ပကြီးကိုတနေရာထဲမှာဟိုပြမလို့တဲ့ဟိုဟာ like compile လုပ်ထားတဲ့ website ဖြစ်ဖြစ် PDF ဖြစ်ဖြစ်ပေါ့အဲ့ဒါလေးပေါ့ so Colors ကနောက်တဲ့ကျောင်းနေနဲ့တခုပါကွာလဲဆိုတော့ဒီ character animation program ကတော့ပေါ့ तू က foundation program လုံးဝမရှိပါဘူး so နောက်တဲ့ကျောင်းနေဆိုရင်ပထမနှစ်က foundation year ပုံစံလုပ်တာပေါ့ဒါပေမဲ့ Colors ကတော့ foundation year မရှိတော့တခုကွာွားသူတို့ကစဝင်ကြတဲ့ကိုကပုံဆွဲတမ်းမှသူတို့ကခံတာ so အဲ့တွေကနဲ့ခတ်သွားတာပေါ့သူတို့ကပုံဆွဲတဲ့နီးကိုအဲ့လိုမျိုးလုံးဝမတင်ဘူးအမရဲ့ experience မှာလဲသူတို့ကစနေဆုံးဒီလုံးဝမတင်ဘူးအဲ့တော့စရောက်တဲ့သူလူကကိုကပုံဆွဲတမ်းမှာသူတို့ကဟိုprogram တော့ admit လုပ်တာပေါ့ so Colors portfolio အဲ့အကြောင်းအရင်ရေးကြည့်ရတာပေါ့Colors portfolio ကနှစ်ပိုင်းခွဲတာပေါ့သူတို့ကပထမပိုင်းက observational artwork လို့ခေါ်ရတာသူတို့ပြီးရင်ဒီဥစ္စာတို့အနည်းဆုံး15ခုလိုချင်တာပေါ့15 pieces တွေပေါ့ so observational artwork ဆိုတာက like not creative work ပေါ့ကိုစိတ်တရားကိုဆွဲထားတဲ့ပုံမဟုတ်ကိုကအပြင်မှာရှိတဲ့အရာကိုဘယ်လိုဆွဲရလဲပေါ့ဒီက technical skill ပေါ့ပြောရရင် like သူတို့ပကြီးနဲ့ပတ်သက်ရင်တော့ဒီဥစ္စာကိုယ့်ရဲ့ဟိုပုံဆွဲ skill ပေါ့ so observational artwork တရားကို Colors က2မျိုးလိုချင်တယ်တမျိုးက observational life drawing of human models အဲ့ဥစ္စာဘာလဲဆိုတော့အင်္ဂလိပ်လိုပြောရင် figure drawing ပေါ့ figure drawing ဆိုတာ model ကဟို like pose လုပ်ရင်ကိုကဆွဲရတာပေါ့pose လုပ်တဲ့ model ပေါ့တော်တော်များများ like ဒီ animation ပတ်သက်ဒီ live drawing တို့ figure drawing အရင်အရေးကြီးရယ် like ဒီကိုကပုံဆွဲတတ်မှလည်းကိုက animation ဆွဲတတ်မှာလေဘာကြောင့်လဲဆိုတော့နောက်ဆုံးကျ animation ဆိုတာကပုံအများကြီးဟိုဆွဲပြီးတော့လှုပ်အောင်လုပ်တာဆိုတော့ဟိုပုံဆွဲတဲ့ skill ကတော့လုံးဝ like crucial ပါ so observational drawing ဆိုတာက like model ပုံဆွဲရ like 30 second ကနေ15 minute ထိပေါ့ like very increments ပုံစံဆွဲပြီးတော့သူတို့ကအရင်အရေးကြီးတယ်ဒီဥစ္စာကတော့ Colors ကတော့ဒီမှာရေးတာကတော့အနည်းဆုံးတစ်နှစ် experience လို့ပြောအမတို့ကတော့4လလောက်ပဲ like experience အရင်စူးစမ်းပြီးဆွဲလိုက်တော့ဟိုတစ်နှစ်သူတို့ဒီဟာပြောတာတော့တိတ်ပြီးတော့ like don't keep it in mind too much but like if your skill is good you can get in and the observational artwork တွေကဒုတိယအပိုင်းကတော့ observational drawings from real life ဖြစ်ပါတယ်ဒီကတော့ဟို model ကနေဆွဲရမဟုတ်ဘူးပေါ့ like ကိုက cafe သွားတာတော့တရိတ်ဆန်ဥယျာဉ်သွားတာလို့ပုံနေဆွဲရတာပေါ့ကိုအပြင်မှာမြင်တဲ့ဟာတွေကို like စာရွက်ပေါ်ဆွဲနိုင်တဲ့ဟို skill ပေါ့အဲ့တော့ဒီကတော့ကို like အပြင် like real life ပစ္စည်းကိုကြိုက်လို့ဆွဲလို့ရတာပေါ့တခုရှိရတော့အမပြောလို့ပဲသူတို့ကဟို like ပုံဆွဲနည်းကိုမတင်ပြီးတော့ဒီပိုင်း like observation drawing မှာအရင်အရေးကြီးတယ်ဒီသူတို့ကအရင်ဒီဟာကိုကြည့်ပြီးမှနောက်တဲ့ဟာတွေကိုအကုန်လိုက်ကြည့်တာ so portfolio ရဲ့ part 2ပေါ့နောက်တဲ့ပိုင်းကတော့ creative work ပေါ့ creative work ဆိုတာက observational နဲ့မတူတော့ဘူးပေါ့သူကဘာလဲဆိုတော့ကိုဘာပုံဆွဲရကြိုက်လဲလို့ကိုကဘာပုံမြင်ပြောရကြိုက်လဲဆိုတော့သိချင်တော့အဲ့ဥစ္စာကတော့ကို owner ခရတဲ့ပုံတွေပေါ့ကိုယ့်ရဲ့ idea တွေကိုဒီမှာပြတာပေါ့ so
colors က like မ advice ပေးရမယ်ဆိုတော့ဒီ program က story school ပေါ့ story school ဆိုတာကသူတို့က director တော့အဲ့အရာတွေကိုဟိုသူတို့ကျောင်းကနေထုတ်ချင်တော့ကိုကပုံပင်ပြောတတ်တာလို့ပြနိုင်အရင်ကောင်းတာပေါ့ကိုရဲ့ portfolio အတွက်ဒီပုံပင်ပြောတတ်တာလို့ပြနိုင်တာကဘယ်လိုပြရလဲဆိုတာကဟို storyboard တို့အဲ့လိုမျိုး comic လေးတို့အဲ့လို cartoon ဆွဲတာဆိုရင်တော့ကိုကဆွဲရဆိုရင်ထည့်လိုက်ပေါ့ပြီးနောက်တစ်ခါအကုန်လုံးကကိုကြိုက်တာထည့်လို့ရတယ် like 3D work ဖြစ်ဖြစ် 2D work ဖြစ်ဖြစ် like painting ဖြစ်ဖြစ် sculpture ဖြစ်ဖြစ်အကုန်ထည့်လို့ရတယ်ကို like ကိုစိတ်ထဲမှာဒီ work ကကောင်းတယ်ဆိုရင်တော့ portfolio ရဲ့ထည့်လိုက်ပေါ့ so yeah ဒီကတော့ဒီ colors application မှာအရေးကြီးဆုံးကတော့ portfolio ပေါ့အဲနောက်တစ်ခုကတော့ online မှာတော့အမြဲတက်လာလိမ့်မယ်ဒီ colors accepted sketchbook ဆိုတဲ့ဟာပေါ့ဒီ color sketchbook ကတော့နည်းနည်း like နာမည်ရှိတာပေါ့သူတို့ online မှာ so sketchbook ကဘာလဲဆိုတော့ colors က portfolio လဲလိုချင်တယ်ပြီးရင်ကိုဆွဲထားတဲ့ sketchbook ပုံတွေကိုလည်းသူတို့ကသိချင်တော့အဲ့ဒါ video ရိုက်ပြီးတော့ပို့တာပေါ့အမတကယ်ပြောရရဲဆိုရင်တော့ဒီ sketchbook က portfolio လောက်လုံးဝအရေးမကြီးပါဘူး like အရေးတော့ like ဒီ application တော့အရေးကြီးရယ်ဒါပေမဲ့ကိုကဟို portfolio ပို view site တင်တယ်လို့အမထင်ပါတယ် sketchbook ကတော့like online မှာကြည့်ရတဲ့ sketch တွေတော်တော်များများအရန်လှပြီးတော့သူတို့ကတေချာဆွဲထားတဲ့ပုံတွေလည်းရှိတယ်ဒါပေမဲ့အမတငယ်ချင်းတို့တချို့လူတွေဆိုရင် like sketch ကို view ကိုလုံးဝမဆိုင်ပဲနဲ့ like အဲ့လိုမျိုးရှောက်ဆွဲထားတဲ့လူတွေလည်းဝင်သွားတာပဲ။ဘာကြောင့်လဲဆိုတော့နောက်ဆုံးကြတော့ဒီ portfolio ကအရေးကြီးဆုံးပါ။သူတို့ကဒီ portfolio အရင်ကြည့်ပြီးတော့မှနောက်တဲ့ဟာတွေအကုန်ကြည့်ရပါရှင်။ portfolio သူတို့ကမကြိုက်ဘူးဆိုတော့ဒီဟာ sketchbook တောင်သူတို့ကလှည့်မကြည့်တော့ဘူးဆိုတော့ကိုက like ပြောရရင်80% portfolio စူးစမ်းပြီးတော့20%လောက်ပဲ like sketchbook ကိုစူးစမ်းပေါ့အဲ့တော့အဲ့အရာတော့တခုရှိတာပေါ့ပြီးရင်ဒီနောက်တဲ့ဟာတွေအကုန်လုံးက artist statement ကတော့ဘယ်ပကြီးကျောင်းမဆိုတော့ဟိုတောင်းပါပဲသူကတော့ဟိုကျောင်းတိုင်းနဲ့ကွာပေါ့ colors ကဒီမေကွန်းနေရှိတာပေါ့အဓိကပါလဲဆိုတော့ဒီကတော့တပိတ်လောက်ကိုဟိုဒီမေကွန်းတွေကို answer လုပ်ရပါကိုနဲ့ပတ်သက်တဲ့ကိုကဘာကြောင့်ပကြီးကြိုက်တာလဲကိုကဘာလို့ပကြီးလုပ်ချင်တာလဲဆိုတာရဲ့ဟိုလေအကြောင်းရင်းနေဒီမှာရေးရတာပေါ့ပြီးရင်နောက်တစ်ခုကတော့ video introduction ဆိုတော့ရှိရဒီဟာတွေကတော့ဟို colors ကကိုယ့်ရဲ့မျက်နှာတွေ့ခြင်းလို့ပဲပေါ့ကိုကဘယ်လိုလူလဲဆိုတော့ကိုယ့်ရဲ့ personality ဘယ်လိုသိလဲဆိုတော့သိချင်တာပေါ့ဆိုဒီဥစ္စာကတော့အမပြောရရင်တော့ just be you like ကိုရိုးသူများကိုစကားပြောလို့ပဲဒီ video ထဲမှာရိုက်ပြီးပြောလိုက်ရုံပဲဆိုအဲ့ဒါတော့ like don't put too much pressure ပေါ့and နောက်တစ်ခုကတော့ဒီ letter of recommendation ပေါ့ letter of recommendation မအတိမှာတော့ဟို American ကျောင်းတွေအကုန်လုံးဒီပါဒီဟာတောင်းတာပေါ့ like နောက်တဲ့နိုင်ငံကျောင်းတွေကတော့တောင်းလာတော့မှမသိဘူးဒါပေမဲ့ American ကျောင်းတွေကတော့ letter of recommendation ကဟိုကိုရဲ့အရင်တော့ဆရာဖြစ်ခဲ့တဲ့လူတို့တည်မလားကျူရှင်ဆရာဖြစ်လဲရတယ် like mentor တယောက်ကိုအကြောင်းရေးခိုင်းပြီးတော့ကျောင်းကိုပို့ကိုင်းတာပေါ့ so ဒီဥစ္စာကတော့ဒီဟာဖတ်ပြီးတော့like ဆရာကိုမေးဟို like letter recommendation request လုပ်ပြီးတော့ကြောင်းပို့ခိုင်းတာပေါ့ and one more thing with colors application that နောက်တဲ့ကြောင်းနဲ့ကွာ transfer လုပ်တာပေါ့ transfer လုပ်ချင်တယ်ဆိုရင် colors တခုကတော့ကွာသွားတာပါလဲဆိုတော့ကိုကတပြည့်ဟိုကျောင်းမှာတစ်နှစ်တက်ပြီးသွားလို့ colors မှာဒုတိယနှစ်လာတက်ချင်တယ် like ဒီ character animation program မှာဒုတိယနှစ်လာတက်ချင်တယ်ဆိုတော့သူတို့ကအဲ့ဟာပေးမလုပ်ပါဘူးဒါဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဒီ character animation program မှာအရန် sequential ဖြစ်တော့ပထမနှစ်ကနေ like fourth year ထိကတော့ like သူတို့က course curriculum က very set ဆိုတော့အစအနေပြန်စရမှာပါဆိုဟိုနောက်တဲ့ကျောင်းကနေ like နှစ်တက်ပြီးတော့ဒီမှာ colors မှာနောက်နှစ်တက်ချင်တယ်ဆိုအဲ့လိုမျိုးလုပ်မရပါဘူး like ၄နှစ်လုံးအစအနေဆုံးထိပြန်တက်ရမှာဆိုတော့ transfer လုပ်ချင်တဲ့လူတွေဒီတော့ဒါဒီဥစ္စာကတော့ like good to consider ပေါ့မာရောကို portfolio ကိုဟို like YouTube channel မှာတင်ထားပါတယ် like ကိုယ့်ရဲ့ portfolio ကပို့ပြီးတော့အသေးစိတ်နည်းနည်းဟို explain လုပ်ထားရရှိပါတယ်ဟိုကိုကဘာကြောင့်ဒီပုံထည့်ရလဲလို့ဘာကြောင့်ဒီ choice လုပ်လိုက်တာလဲဒီပုံဘာကြောင့်မထည့်ရလဲဆိုတော့ပို့ပြီးတော့ရှင်းပြတဲ့ဒါရဲ့ like video လုပ်ထားပါတယ်ဆိုတော့အဲ့ဒါတွားကြည့်ချင်လည်းကြည့်လို့ရတယ်ပြီးအမရဲ့ color sketchbook လည်း YouTube channel မှာလည်းရှိပါတယ်ပြီးရင်ဟို demo reel animation demo reel လည်းအမဟိုရှာလို့ရပါတယ်အမ portfolio ထည့်တာပေါ့ demo reel ကတော့ထည့်စရာမလိုဒါပေမဲ့အမကတော့ animation ကျောင်းတက်တယ်ဆိုတော့ animation
နည်းနည်းပြချင်တော့ထည့်လိုက်ပါတယ် like animation demo reel ဆိုတာကဟို animator ရဲ့ portfolio ပုံစံပေါ့သူကတော့ကိုယ့်ရဲ့အကောင့်ဆုံး animation တွေကိုဟို like 10 minute ခွဲရတဲ့2 minute အထိ video အသေးလေးတွေကို edit လုပ်ပြီးတော့ဟို showcase လုပ်တာပေါ့အဓိကပြီးရင်အမဟို color ကိုတွားတော့တော်တော်ပြောရရင် like challenges တွေအများကြီးရှိခဲ့တာပေါ့ဘာကြောင့်လဲဆိုတော့ပထမဦးဆုံးကဒီကြောင်ကအမဟိုရှောက်တော့ဒီကတော့အမမသိလာဘူးဒါပေမဲ့ရောက်တော့မတင်ငယ်ချင်းတွေကိုမေးကြည့်လိုက်တော့ဒီကြောင်ကလူတွေဒီ American တို့ animation တို့ဟိုဝါသနာပါတဲ့လူတွေအတွက်က dream school ပုံစံပေါ့သူတို့ငယ်လေးကတက်ချင်ခဲ့တဲ့အကြောင်းဆိုတော့အဲ့တော့ကလည်းအမလည်း like ကိုက animation ကြောင့်ဘာမှနားမလည်လိုက်အဲ့တော့ဟိုဒီ portfolio ကို prepare လုပ်လို့အတွက်က like 4-5လောက်တော့နေ့တိုင်းပုံဆွဲပြီးတော့စူးစမ်းလိုက်ရတာပေါ့ပြီးရင်ကျောင်းဝင်တော့လည်းအဲ့အချိန်တော့မြန်မာပြည်မှာ covid ကာလဆိုတော့လေနိုင်ငံခြားထွက်အရန်ခက်ခဲရပေါ့အမထွက်တဲ့အချိန်တော့ဆိုရင် August 2011ခုနှစ်ဆိုတော့အဲ့တော့ဒီပုံမှာဆိုရင် like တွေ့ရတယ်ဒီရန်ကုန်လေးစိတ်မှာတော့အကုန်လုံး PPE တွေ like မနေထွက်လိုက်ရတာဒါပေမဲ့ရောက်တော့တော်တော်အဆင်ပြေသွားတာဘာကြောင့်လဲဆိုတော့ colors က more like သူ community ကအရန်ကောင်းတယ်အကုန်လုံးကဆရာတွေရောဆရာဟို student တွေရောအရန်တဘောကောင်းတာပေါ့လေဆရာတွေဆိုရင်လည်းသူတို့ကဟို animation industry မှာ active ဖြစ်နေတဲ့ဟို individual တွေဆိုတော့သူတို့ကနေတင်အရန်ဟို like very insightful ဖြစ်တာပေါ့ဘာကြောင့်လဲဆိုတော့သူတို့ကဟို like တချို့ဆရာတွေဆိုရင်မတို့ငယ်လေးတော့ကြီးခဲ့ရုပ်ရှင်တို့မှာလုပ်ခဲ့တာပေါ့ like ဥပမာဆိုရင် my animation ဆရာဆိုရင် like Lion King တို့အဲ့လိုမျိုး Monsters Inc တို့အဲ့လိုမျိုးရုပ်ရှင်ကြီးမှာလုပ်ခဲ့တာဆိုတော့သူတို့ရဲ့ဟိုပညာကို like တာ like very insightful and then colors ကနောက်တစ်ခုကောင်းတာကတော့သူတို့ကဟို like producer show open show ရှိရပေါ့နှစ်တိုင်းဟို final year film လုပ်ခိုင်းတာပေါ့ပကြီးချောင်းဖြစ်တဲ့ကြောင့်ဟိုဆောင်းဝဲဖြေစရာမလိုဘူးပေါ့ပြောရရင် like ကိုတို့ကဆောင်းဝဲဖြေပဲနဲ့နှစ်တိုင်း film တခုထုတ်ရတာပေါ့film တွေထဲမှာလည်းသူတို့ကဟို showcase လုပ်ပေးတာပေါ့ဆိုဒီ show တွေဆိုရင် like for instance the character animation producer show ဆိုတာက like LA ရဲ့ Academy Museum မှာဒီ film တွေကိုပြရတော့အဲ့ဒါ opportunity ရှိခဲ့တာပေါ့ so like opportunity အများကြီးပေးရ colors ကပြီးရင်နောက်တစ်ခုကတော့ဒီအမအမြင်မှာတော့ဒီကျောင်းတက်တာဒီဟာအတွက်အတန်ဆုံးပေါ့ဒီ colors မှာကတော့နှစ်တိုင်း portfolio day ဆိုရဲ event တစ်ခုရှိရယ်ဒီ portfolio day ကသူတို့ကဒီ student တွေအကုန်လုံးရဲ့ portfolio ကို website တစ်ခုထဲမှာထားပြီးတော့ဟိုဒီ recruiter ပေါ့ recruiter ဆိုတာ Disney တို့ Netflix တို့company studio တွေကနေဒီ student တွေရဲ့ portfolio ကြည့်ပြီးတော့သူတို့သဘောကျတဲ့ဟို portfolio တွေကိုရွေးပြီးတော့ student တွေကို call back လုပ်တာပေါ့ဆို like အဲ့ chance နဲ့ကိုကဟိုဒီ like animation studio game company ရော like face to face စကားပြောလို့ရတာပေါ့ဆိုတော့အမဆိုရင်အဲ့တော့ဆိုရင် like ဒီ colors မှာ Walt Disney Animation Studio နဲ့ like MTV Entertainment Studio နဲ့စကားပြောဖြစ်ခဲ့တာပေါ့ so ဒီကဘာကြောင့်အရေးကြီးရလဲဆိုတော့ animation industry က connection based industry ဆိုတော့ဒီ like ဒီ recruiter နဲ့စကားပြောလို့ရတဲ့ chance ရှိတာကတော့အရန်ဟိုspecial ဖြစ်တာပေါ့ so this is like my recommendation for this school because of that and ပြီးတော့ colors က location ကတော့သူတို့ website မှာကတော့ Los Angeles တို့ like California လို့ပုံစံ like ဟိုသူကအကျဉ်းညာပေါ့ဆိုအမလည်း colors ကိုသွားတာကိုကဟို America မြို့ကြီးမှာတက်ရမယ်ပြောစရာကြီးလို့ထင်ခဲ့ရပါပေါ့ဒါပေမဲ့ colors က Santa Clarita ထဲမှာပါ Santa Clarita က Los Angeles County တာဖြစ်တာ Los Angeles နဲ့တခြားစီပဲပါရှင်so Santa Clarita ဆိုတာက Los Angeles ရဲ့ဟိုမြောက်ပိုင်းကမြို့သေးလေးလို့ခေါ်လို့ရတာပေါ့ဟုတ်တယ် like သူကတော့ American လို့ပြောရင်တော့ဟို suburb လို့ခေါ်တဲ့ပုံစံပေါ့ so သူကမြို့ကြီးနဲ့ကွာပေါ့ဒီလိုမျိုးနေရာတွေမှာlike မိသားစုတော့နည်းနည်းအဲ့လိုမျိုးပုံစံနေလာနေတော့
ဟိုမကောင်းလို့ပြောအောင်မဟုတ်ဒါပေမဲ့ကိုကမြို့ကြီးကြိုက်တဲ့လူဆိုရင်တော့ဟို Los Angeles တဲမှာမဟုတ်လို့တော့ဟိုနည်းနည်း keep in mind ပဲကြောင့်ဆိုအမရန်ကုန်ကလာဆိုတော့အမဟို like city life ကိုရန်ကြိုက်တော့Santa Clarita ရောက်သွားတော့အရင်ပြင်းတာပေါ့ပြောရရင် like ဒီမြို့အသေးလေးထဲမှာ California တခုလောက်ပဲနာမည်ကြီးရရှိပြီးတော့နောက်တဲ့ဟာတွေအကုန်လုံးက like သူများ like Euro residential အိမ်နေအဲ့လိုမျိုးတွေပဲရှိတော့ပြင်းစရာကောင်းတာပေါ့ပြီးရင် LA ဒါဆင်းကျင်နေဆိုရင်လည်းအနည်းဆုံးတစ်နိုင်လောက်ကားမှရတာဆိုတော့ကိုက international student ဖြစ်တော့လဲဟိုကားမရှိဘူးလေကားမရှိတော့လေးနှစ်လုံးလေးရတော့ဒီမြို့လေးထဲမှာတက်နေတာပေါ့ရှင်းရှင်းပြောရရင်လည်းပြင်းစရာကြီးပေါ့ LA ကိုသွားလို့တော့လည်းဟိုအဝေးပြီးရင်တစ်ခေါက်သွားရင်လည်း like ဟိုလုံးဝရန်ကုန်ပဲခူးသွားတော့အဲ့လိုမျိုးဖြစ်နေတာပေါ့ဆိုတော့LA တိတ်မစင်းပြဘူးပေါ့ကိုက LA မှာကြောင်းတက်ချင်နေဆိုရင်တော့အဲ့အောင်နည်းနည်းဟို like keep in mind ပေါ့ကြောင်းဆို California is up here ဒါပေမဲ့ LA မျိုးကတော့အမအမြင်မှာကတော့ it's like a quite nice ကြောင်းလဲဆို LA ကအရင် multicultural ဖြစ်တော့ तू ကဟို like အစားတောင်းနဲ့ပတ်သက်တာတော့ဆိုအရင်ကောင်းတယ် like ဟို America မှာvery diverse ပေါ့ and it's a very pretty city too with လောက်ဆိုင်အများကြီးပဲ and Myanmar community လဲ LA မှာဟို like တော်တော်ကြီးပါတယ်ဟို Mandalay Morning Star တို့ဆိုရင်လည်း LA မှာလာဖွင့်တာဆိုတော့လည်းမြန်မာစာစားခြင်းနေဆိုရင်အဲ့တော့လည်းတွားလို့ရတယ်ပြီးရင်ဘုန်းကြီးကျောင်းလည်းရှိပါတယ် so like ဗမာတွေကိုနောက်တဲ့ဗမာတွေရှာမှုအတွက်ဆိုရင်တော့စိတ်ပူစရာမလိုပါ LA ကအဲ့တော့အမအခု pros and cons list ကို like နည်းနည်းပို detail ပြောပါမယ်ဟို LA မှာနေရဲ့ pros and cons ပေါ့ so LA ကတော့ California ထဲမှာဆိုတော့သူတို့ရဲ့ရာသီဥတုကအရန်တာရတယ်လေ California ရာသီဥတုတော့နာမည်ကြီးတာပေါ့သူတို့ရာသီဥတုကောင်းတာအတွက်ဒါကြောင့်လဲဆိုတော့သူကဟိုပင်လယ်နဲ့လည်းနီးရယ်ပြီးရင် like temperate ဖြစ်တာပေါ့အင်္ဂလိပ်လိုပြောရရင်ပြီးရင်သူကဟိုlike ရာသီဥတုကတော့ရိုးတိုင်းဆိုရင်15 degree ကနေ30 degree လောက်ထိပဲပေါ့အဲ range ထဲမှာရှိတယ်ဒါပေမဲ့တခါတလေအပူလိုင်းလာရင်တော့အရန်ပူပါပေါ့ like 45 degree တက်တာတော့ရှိတယ်ဒါပေမဲ့ Elsa ကတော့ရှားပါ like တနှစ်မှာ2လလောက်ပဲပေါ့ so ပြီးနောက်တစ်ခုကောင်းတာကတော့ကိုက animation တို့ film ဘက်သွားခြင်းနေဆိုတော့ LA ကတော့ like Hollywood is the like in LA လေ soဒီ company အကြီးရောပေါ့ like Disney တို့ Netflix တို့ Sony တို့ DreamWorks တို့အဲ့ဒီအကုန်လုံးကလည်းဟို LA မှာသူတို့က base ရှိတာပေါ့ဆို Burbank ဆိုရဲဟို like township မှာသူတို့ကဟိုတော်တော်များများစုနေတော့ကိုကဒီ industry ထဲမှာအလုပ်လုပ်ချင်တယ်ဆိုရင်တော့ဟိုဒီ company နဲ့နီးွားတော့အဆင်ပြေတာပေါ့ပြီးရင်နောက်တစ်ခုကတော့ LA က Asia community တို့အစားတောက်တို့ကတော့ like အရင်ကောင်းတာပေါ့ like Thai တို့အကုန်လုံးရှိရပေါ့ very diverse city ဆိုတော့ very good Asian community and then ဟို LA က California ထဲမှာဆိုတော့အမက bias တော့ရှိရင်ရှိမှာပေါ့ဒါပေမဲ့အမကတော့ထင်တာတော့ဒီ America မှာတော့ California ပြည်နယ်ကတော့အလှဆုံးပဲလို့ထင်တော့ခီးထွက်ချင်တာတော့ရှိရင်တော့အဆင်ပြေတာပေါ့ဒါပေမဲ့ LA မှာLA ကကောင်းတာလည်းရှိရမကောင်းတာလည်းရှိရပေါ့အဓိကအမအမုန်းဆုံးကတော့ဒီမြို့မှာနေလို့တွက်ဆိုကားကိုလိုပါဘာကြောင့်လဲဆိုတော့ဒီ LA County ဆိုတာကစင်ကာပူတနိုင်ငံလုံးထွက်တာ15ဆကြီးရယ်15ဆကြီးပြီးတော့သူတို့ကစင်ကာပူလိုယထာရောဘတ်ကားရော public transport system ကအရန်ညံ့တယ်like နောက်တဲ့ဟိုမြို့ကြီးနေရှင်းလိုက်လေအဲ့တော့ကိုကဒီမှာနေနေတယ်ဆိုကားအရန်လိုပဲကားမရှိဘူးဆိုရင်ဘယ်မှမသွားနိုင်ဘူးပြီးရင်ဟို like ကားမရှိဘူးဆိုရင် taxi ငှားရမယ် taxi ကလည်း LA ကနောက်တဲ့ဟို US မြို့တို့ဒီကဘာမျိုးနဲ့ရှင်လာရင်သူ့ Uber ဈေးနှုန်းကအရန်ဈေးကြီးတာလေအရန်กว่าဆို15မိနစ်ကားစီးကျင်တယ်ဆိုရင်$30အနည်းဆုံးပေးရတယ်အဲ့လိုမျိုးတွေပေါ့အဲ့တော့ဒီမြို့မှာနေရတာတော့ဟိုlike ဈေးကြီးတာပေါ့ပြောရရင် like and being in general to California ဈေးကြီးတယ် like ဟိုနောက်တဲ့ US state တွေနဲ့ဆိုင် tax ကိုကောက်တယ်အဲ့လိုမျိုးရှိတော့ LA မှာနေခြင်းတော့ it's like very expensive so အဲ့တော့အကြီးဆုံး like con တစ်ခုပေါ့ and အခုလောလောဆယ်လဲပြောရရင်ကိုကဗမာ passport ကိုင်းတဲ့လူဆိုရင် America
ကြာလောက်တယ်ဒီဟိုစာ like travel ban ဆိုတာလုပ်ခဲ့ရတယ်ဟိုဒီနှစ်ကနေစပြီးတော့အဲ့တော့ကိုကအမေရိကန်မှာကျောင်းတက်ချင်တယ်ဆိုပြီးတော့မြန်မာ passport ကိုင်တော့တက်လို့မရတော့ဘူးလို့အတိတ်တော့မရတော့ဘူးလို့ထင်တာပေါ့အဲ့တော့ like it's very sad မလည်းဟိုI feel bad too for incoming student but တခုတော့ရှိရကအမေရိကကတော့အမြင်မှာတော့ it's like now 2နှစ်3နှစ်လောက်ကတော့ it's still gonna be a bit rough so အဲ့အကြောင်းanimation ကို passion ရှိရင် animation ဆက်တက်ချင်တယ်ဒါပေမဲ့ America တက်လို့မရအောင်ဆိုရင်နောက်တဲ့ option တွေပေးချင်ပါတယ် so America မဟုတ်ရင်ဘယ်သွားလို့ရမလဲဆိုတော့ America မဟုတ်ရင်နော်ဒီပြင်သစ်မှာ Goblins တို့ Denmark မှာ the animation workshop တို့ Canada မှာ Sheridan တို့ Japan မှာ Tokyo Animation College တို့ option တွေအများကြီးရှိပါတယ်အခု animation ကအရင်တော့ America မှာအရင်စုနေရဒါပေမဲ့ဒီလောက industry ကတော်တော်ပြောင်းလာပါပြီအခုက animation ကပို့ပြီးတော့ globalize ဖြစ်လာပြီဆိုတော့ဟို America ပဲဟို animation သွားချင် America ပဲသွားရမယ်ဆိုရဲဟို option မဟုတ်တော့ဘူးပေါ့အရင်တော့လို့အခုကတော့ဘယ်နိုင်ငံတော့သွားလိုက် animation ကြောင်းရှိလောက်တယ်ပေါ့ so တေချာ like နောက်တဲ့နိုင်ငံတွေကြည့်ကြရင်တော့အမဒီမှာ link လေးတစ်ခုပို့တာပေါ့ top 50 international animation schools and colleges ဒါပေမဲ့ like don't feel that you are stuck with just America and like your hopes and dreams are just tied to America ကြောင့်လဲဆိုတော့ animation တက်ချင်ရင်နောက်တဲ့နိုင်ငံလဲသွားလို့ရတယ်ပြီးရင် like ဥပမာဆိုရင်ပြင်သစ်တို့ Canada တို့ Japan တို့ Australia ဆိုရင်လည်းအကုန်လုံးဒီနိုင်ငံတွေအကုန်လုံးက animation industry အဲ့ကို expand လုပ်နေတာဆိုတော့ it's like you're not tied to America anymore like please don't be discouraged because you can't go to the US and ပြီးရင် like ဒီ presentation မပြီးခင်လေ like overall advice လေးပေးချင်တာပေါ့ဒီ animation school ကိုရှောက်ဖို့အတွက်တော့ animation school သွားမလို့အတွက်ပေါ့ Calix ပဲဖြစ်ချင်လို့ပေါ့ကိုကနောက်တဲ့ animation school တက်ချင်တယ်လေ so ပထမဦးဆုံး advice ကတော့ကိုကဒီ figure drawing skills ပေါ့ဟို portfolio အကြောင်းရှင်းပြတော့ပြောရဲဒီလူပုံဆွဲ skills ကအရေးကြီးတယ်ကိုလည်းအခုကြောင်းပြီးသွားတယ်ဒါပေမဲ့ဒီ skill ကတော့အခုအထိဟိုအရေးကြီးနေတော့ပေါ့ဘာကြောင့်လဲဆိုတော့ဒီပြောတော့ပဲ animation is built on this type of skill so အဲ့ဒါကို focus လုပ်ပါပြီးနောက်တစ်ခုကကိုယ့်ကျမ်းမာရေးကို view site ပါဘာကြောင့်လဲဆိုတော့ like ပကြီးကျောင်းတွေအကုန်လုံးပေါ့အကုန်လုံးပကြီးဆရာတွေလည်းအကုန်လုံးကတော်တော်များကိုကအရန်ဟိုကိုပကြီးတွေ passion ပါသွားတယ်ကိုယ့်ရဲ့ကျမ်းမာရေးအကြောင်းတခါလေးမိဝါတတ်တယ်လေ like ကျမ်းမာရေးgive မဆိုင်မိရတော့အဲ့ဒါရှိခဲ့တယ်အမတငယ်ချင်းရောပဲအမရောပဲ like mistake လုပ်ခဲ့တာပေါ့ like စចောင်းစဝင်တော့အရန်စူးစမ်းပြီးတော့ကျမ်းမာရေးထိခိုက်သွားတော့အဲ့ဒါရှိတော့ like နောက်ဆုံးကြတော့ like ကိုယ့်ရဲ့ကျမ်းမာရေးအရေးကြီးဆုံးပဲအဲ့တော့ like ဘယ်လိုဖြစ်ဖြစ် don't sacrifice your health ပေါ့အဲ့ကိုယ့်ကျမ်းမာရေးကို give ဆိုင်ပါပြီးရင်နောက်တစ်ခုကတော့ဒီ animation ထဲမှာကိုကဘာလုပ်ချင်တာလဲဆိုတာကိုဟိုနည်းနည်းလေးလာကြည့်ပါဘာကြောင့်လဲဆို animation ကအပြင်ကနေကြည့်ရင်တော့ကိုက animator လို့ပဲဟိုထင်ရဒါပေမဲ့အများကြီးရှိတယ်ဒီ animation ဆိုရဟို like medium ထဲမှာဟိုဘယ် line သွားမလို့အတွက်လဲဆိုတော့လေ so like for instance pre-production production post production အဲ့အကုန်ရှိရအဲ့လေးလာပြီးတော့ကိုကဒီ animation pipeline တွေကိုဘာကို like ဟို specialize လုပ်ချင်တယ်လို့သိရင်ကိုယ့်ရဲ့ portfolio အဲ့ကိုပို့ပြီးတော့ဟို like ကျိုး tailor လို့ရအဲ့ပိုကောင်းတာပေါ့ so animation pipeline ကိုလေ့လာပြီးတော့ကိုဘယ်ဟာကြိုက်လဲလို့ရွေးနိုင်ရင် it's like ရေရှည်မှာပိုကောင်းတာပေါ့ကို focus လုပ်လို့ရအောင် plan ပြီးတော့ focus လုပ်လို့ရအောင်ပေါ့ပြီးနောက်တစ်ခုကတော့ဒီ animation industry ကအရန်သေးတယ် like ဟိုအကုန်လုံးက industry မှာချင်းတည်နေကြတော့လေbe nice ပေါ့ပြောရရင် like connection တွေလည်းယူဒါပေမဲ့ also တကယ်ချင်းတွေလည်းအများကြီးဟိုဟုတ်နိုင်လို့ပေါ့ပြီးဟို like be cordial with each other ဟို like don't try to make too much drama ပေါ့ဘာကြောင့်လဲဆိုအကုန်လုံးတည်နေရပြီးရင်လည်းအမဆိုရင်လည်းအခုကိုအရာအလုပ်တွေအကုန်လုံးကအမရဲ့တငယ်ချင်းတွေကနေပြန်ပေးရဲ့အလုပ်တွေပေါ့ဘာကြောင့်လဲဆိုတော့ဒီလူတွေကကြောင်းပြီးလို့သူတို့ ਨੇ ကွဲသွားမှာမဟုတ်ကြောင်းပြီးရင်သူတို့ ਨੇ အလုပ်ဆက်လုပ်နေမှာပဲဆိုတော့စိတ်တက်နဲ့သွားတာပေါ့ like just အကုန်လုံး like just be nice don't be mean and
yeah stay connected ပေါ့အဓိကပြီးရင်ခုကတော့ဟိုဒီ presentation ပြီးခင်လေတော့အမမြန်မာ animation network ကို join ကျင်တဲ့လူတွေရှိရင်တော့ဒီ QR code လေးကိုဟို like scan လုပ်ပြီးတော့မလို့ဆိုရင်ဒီ link လေးကိုဟို click လုပ်ပြီးတော့ form လေး Google form လေးတစ်ခုကိုဖြည့်လိုက်တယ်ဒီ animation network တဲ့ join လို့ရပါတယ်ဒီမြန်မာ animation network ကတော့မပြောလို့ပဲ it's a goal to connect Burmese animators and then ဟိုမအခုဒီဟာ develop လုပ်နေပါတယ် and like in the future ကတော့ဟို like portfolio workshop တို့ question and answer session or like မဖွင့်ပေးပါမှာ so like please if you want to join you're more than welcome to join and မိကုန်းနေရှိခဲ့ရဆိုရင်လေအမဟိုဒီ email ပို့လို့ရပါတယ် tatche.art@gmail.com မှာဟို email တစ်ခုပို့လိုက်လို့ရတယ်မလို့ဆိုရင်Instagram မှာ tctakili ကို DM ပို့ခြင်းလည်းပို့လို့ရတယ်အမကတော့ email ပို့ရင်တော့ဖြေရတော့ပိုမြန်မယ် but like if you have any questions about America or animation industry or art school အဲ့လိုမျိုးမိကုန်းနေရှိရဆိုရင်အမကို like don't hesitate feel free to send me email and ဒီ presentation ကိုနားထောင်လို့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ပြီးရင်ဟို Futara Design School ကိုလည်းမအောင်ဒီ chance ပေးရတဲ့အတွက်ဟိုကျေးဇူးအများကြီးတင်ပါတယ် so again feel free to reach out my name is Tatcheba thank you so much for listening in and I hope I helped a little so good luck everybody